လာလေကုံတော့မယ်မွန်နီကလည်းနေပြီလိုင်းပေါက်လေးကလည်းဖောက်ချင်တယ်ဆန်လည်းမရှိတော့ကိုကြီးစီဖုန်းဆက်ရမယ်ဟေး ဟယ်လိုငယ်မပြောပါ ဟယ်လိုพี่ကျော်ကြီးสวัสดีค่ะနေကောင်းရဲ့လားရှင်ထိုင်းမှာစင်ရောပြေလား ဟဲ့ငယ်မနင့်တန်တရားဝင်စရာကောင်းနေပြီနော်ပြောရင်ငင်ငါ့ကိုဘာရုံးမှာလဲ ချစ်ကိုကြီးရလေဒီညမလေးတယောက်ပဲရှိရဟောချစ်ကိုကြီးစီကမဖိုးလေးတောင်းချင်လို့ ဟာနင်ကလုတ်ပြီဟာအရင်ဘက်ကပဲနင်ငါးစီကနေထရူမန်ကြီးနဲ့မဝတ်တောင်းသွားရလေ ဟာချစ်ကိုကြီးရလေဒီညမလေးတယောက်တည်းရှိတယ်ဟောဘာမဟုတ်ဘူးကိုကြီးရဲ့ဗလိုင်းပေါက်လေးဖောက်ချင်လို့တသိန်းလောက်စိုက်ပေးပါလား ဟဲ့ငါလုံးဝစိုက်မပေးနိုင်ဘူးနင်ကတရားကိုလွန်နေသိလား ကိုကြီးနော်တမီမေးနဲ့တိုင်ထဲမှာနော် ငယ်မရဲ့အမေကလေနင်းတန်ကိုငါပဲခံရလို့ဆိုပြီးငါ့အောင်တနာနေလောက်ပြီ ရတယ်လေအဲ့လိုလား โอเค ကိုကြီးရဲ့ကောင်မလေးကောညမလေးတည်ရနော်ကိုကြီးရဲ့နောက်ရီးစားဆိုပြီးတော့စာသွားပို့လိုက်ရင်ကိုကြီးဘာဖြစ်သွားမထင်လဲ ဟဲ့နင်ကအဲ့လိုတော့မလုံးနဲ့ဟာနင်ကလေအေးဟာနင်တို့ကျင်တဲ့ပတ်ဆောင်ငါထရူမန်ကြီးနဲ့လွှဲလိုက်မယ်ထရူမန်ကြီးနဲ့ငွေလွှဲပြီးရင်ငွေထုတ်ရမယ်ငွေထုတ်ကုတ်လှုပ်ဝက်နံပါတ်8လုံးငါနဲ့စီပို့ပေးလိုက်မယ်အဲ့ကုတ်နံပါတ်နဲ့ငါတကယ်ချင်းထရူမန်ကြီးအေဂျင့်ဆိုင်မှာနင်သွားထုတ်လိုက် ค่ะขับปุ๊บค่ะဒါမှချစ်ကိုကြီးနော်လိမ္မာလိုက်တော့ကိုကြီးအဲ့လိုလိမ္မာမနေစမ်းမှာကြည့်သူပဲနော်အပွား ဘာများကူညီပေးရမလဲခင်ဗျာ ဝါဟိုကိုကျော်ကြီးညမပါဟုတ်ဟိုကိုကြီးကလေထိုင်းကနေ True Money နဲ့ပတ်စံလွှဲလိုက်တာအဲ့ဒါဒီအားထုတ်လို့ရတယ်ပြောလို့ ။အော်ကျော်ကြီးရဲ့ညီမလား ဟုတ် ။ရတာဗော။အဲ့ဆိုအကိုကိုထုံးမဲ့ကုတ်နံပါတ်လေးချက်ပြပေးနော် ဟုတ် ။ခဏလေးနော် ဟုတ် ။ရပါပြီ။ကျေးဇူးပါဟုတ် ကျေးဇူးပါ ကျေးဇူးပါ ကိုရဲ့တငယ်ချင်းဆင်လိုက်တော့ဒီလိုလူမျိုးတစ်ခါလေးတော့မဆက်ပြီးဘူးဒါပေမဲ့နောက်ဆိုကိုရဲ့ True Money နဲ့လွယ်တယ်သူစီခဏရောက်ဖြစ်တော့မှာဆိုတော့စုံပါများယင်းနေခုံရင်းနဲ့အကြည့်ချင်းနေစုံအကြည့်ချင်းနေစုံရင်းနဲ့သူနဲ့ကနေကြိုက် ဟိဟာပြန်မနေပြီလားညီကြိုက်တဲ့နန်းကြီးတုံးညီတော့ယူလာပေးရအဲ့လေရင်စားလိုက် ။မပင်မန်းပါဘူး။ဒီနေ့က True Money နဲ့ပတ်စံထုတ်တဲ့လူပဲလမ်းမလည်လုပ်ပေးနေရဆိုတော့ကိစ္စမရှိဘူး။နောက်ကြရနော်စောစောလည်းမလာ ဩကားပိတ်နေလို့ပါကွယ် No! God, please, no!